ချိုတီအားကျူရဲ့ဂျင်းငယ်ကိုလမ်းလို့ကြည့်ဟာဘာမလေးအားပြောလိုက်တဲ့လောကရဲ့လှပဟာတို့ပွင့်မပြေဆုံးနာရဲ့ပန်းချစ်သူပြားပြုံးတဲ့တောက်ပါရဲ့ဆင်းလဲရှိရဲ့လိုက်ပဲ